ကဘာဦးကျန်းဆက်သုံးမှာဂရိထားရပြီးကိုရောက်လာပြီးနောက်အာဗျန်နဲ့လော်တာဟာခက်ခဲတဲ့ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူတို့ရဲ့တရိษံအုပ်တွေကအယမ်းများလာပြီးအငင်းပွားမှုတွေဖြစ်လာခဲ့တဲ့အာဗျန်ကရရုံမှုနဲ့ယုံကြည်ခြင်းနဲ့အတူလော်တာကိုအရင်ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။လော်တာဟာတာယာဆုပ်တီးတဲ့လွင်ပြင်ကိုမြင်ပြီးစီကားတဲ့မြို့တကားနာကလမ်းကိုရွေးချယ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာလည်းလူတော်တော်များများဟာစွမ်းအင်နဲ့အခွင့်အလမ်းတွေပြည့်နေနေတဲ့စီကားတဲ့မြို့ပြကဟူချက်တွေမှာအလားတူရွေးချယ်မှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းဟာအစုံမရှိတဲ့အရှိန်အဟုန်များပြားလာတဲ့တာဝန်ဝတ္တရားတွေနဲ့မိသားစုတွေကိုအရရက်ကိုဆွဲထုတ်သွားတဲ့အာယုံပြန့်လွင့်မှုတွေကိုတည်ဆောင်လာလိမ့်ရှိပါတယ်။ဒါပေမဲ့အာဗျန်ကတော့မတူညီတဲ့ရွေးချယ်မှုကိုလုပ်ခဲ့ပါတယ်။သူဟာပုံမိုအေးချက်နဲ့လူမြင်မှာအခြေချခဲ့ပါတယ်။ဝန်တော့ဝန်ပိုးနေပါပြီးနေထိုင်ရအဆင်ပြေတဲ့အတိုက်အဝန်းတွေမှာမိသားစုတွေဟာခိုင်မာတဲ့အညစ်တွေမှုအတူတူရှိချိန်ပုံများမှုနဲ့ပုံမိုခိုင်မာတဲ့ဆက်ဆံရေးတွေကိုခံစားရပါတယ်။ဒီလိုနေရာမျိုးမှာကကလေးတွေဟာသူတို့ရဲ့ပညာရေးနဲ့အနာဂတ်လမ်းကြောင်းတွေမှာပုံမအောင်မြင်ပြီးဖွံ့ဖြိုးတက်လာကြပါတယ်။လောကကြီးကအမြဲတမ်းတောက်ပတဲ့အလင်းရောင်တွေကိုလိုက်ခံဖို့နဲ့ဘယ်တော့မှမနာဖို့ပြောနေတတ်ပါတယ်။ဒါပေမဲ့အာဗျန်ရဲ့ပညာရှိမှုကအခုထိပဲ့တင်ထက်နေတော့မှာပဲစစ်မှန်တဲ့ရောင်ရဲမှုနဲ့ကောင်းချီးမင်္ဂလာဟာယုံကြည်ခြင်းနဲ့မိသားစုကိုပထမဦးစားပေးတဲ့ပညာရှိပြီးရရောတဲ့ရွေးချယ်မှုတွေကနေလာတာဖြစ်ပါတယ်။လွင်ပြင်ကိုရွေးချယ်ပါညီသက်ချင်းယုံကြည်ခြင်းနဲ့ရိုးရှင်းတဲ့ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ပါဒါဟာဖခင်သခင်ပေးထားတဲ့ကောင်းချီးမင်္ဂလာတွေပါပဲတင့်မိသားစုအတွက်တင်ဘလို့ရွေးချယ်မှုမျိုးလုပ်မလဲ။